ဒါတော့ကိုရီးယားဇဝန်ကနေမှာပါတယ်စက်ကားကိုရိုက်နေတာဖြစ်ပါတယ်စက်ကားထဲမှာဆိုတော့နှင်းကြရင်တော့လှကြော်ချင်စရာလှစရာလေးပေါ့ဗျာသူကတော့နိုင်တစီးစီးနဲ့နှင်းတွန်းနေတာနှင်းရှင်းနေတာကိုရီးယားစက်ကားထဲမှာပါတယ်ဇဝန်ကနေကိုရိုက်နေရတာပဲဖြစ်ပါတယ်အေးရောနှင်းတွန်းတော်မာတိုင်းလောရတယ်မလွှဲမသွေကြုံရမယ်နှင်းကြပြီဆိုရင်တွန်းရတယ်နှင်းတွန်းရတဲ့နေထားရဖြစ်ပါလက်တွေအေးကိုက်ပြီးတော့မရှိစောချူရဒါတော့နှင်းတူပါတယ်နည်းလေးလို့များပြီးတော့တော့တွန်းကိုဒီအဆောင်ကနေမှာပါတယ်ဟိုရိုက်နေတာပဲဖြစ်ပါအေးဘလဆက်ဆက်ရိုက်လိုက်ပါဦးမဗျာ